Hello အားလုံးမင်္ဂလာပါ Deliver နဲ့ပြန်လည်ပြည့်စုံလိုက်ပါတယ်။ Isak ကအခုလီဗာပူးကိုတန်130လောက်နဲ့အပြောင်းရွှေ့ကဖြစ်နိုင်လောက်တယ်ဆိုပြီးတော့ဒီသတင်းတွေမှာဖော်ပြလာတယ်ပေါ့နော်။ Tier 2 Tier 3ရှိတဲ့သတင်းထောက်တွေကိုလည်းဖော်ပြလာဖြစ်တယ်ပေါ့နော်။ပြီးသွားရင် Tier 1သတင်းထောက်ဟိုစားဖြစ်တဲ့ဒီမာစီဝါဆိုလို့ရှိရင်လေAlexander Isak ကအခုဒီယာတီမှာပဲ Newcastle ကထွက်ခွာခြင်းနဲ့ဆိုပြီးတော့သိထားတယ်ပေါ့နော်။အခုဒီယာလေးကိုနည်းနည်းအရှိဆွေးနွေးရမယ်ဆိုလို့ရှိရင် Newcastle သူက Isak က Newcastle ကဒီယာတီမှာထွက်ခွာခြင်းနဲ့ဒါပေမဲ့တခုရှိတာက तू ကမနစ်ကယာတီမှာက तू က gentleman agreement ယူထားတယ်ပေါ့နော်အသင်းနဲ့ဘယ်လိုမျိုးလဲဆိုတော့ Newcastle နဲ့ယာတီကုန်လို့ရှိရင်ကျွန်တော် Champions League ဝင်ခွင့်ရခဲ့မယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီပြည်တွင်းလေးဖလားတစ်လုံးသာရခဲ့မယ်ဆိုလို့ရှိရင်နောက်ယာတီNewcastle မှာဆက်နေမယ်ဆိုပြီးတော့တည်ထားတယ်ပေါ့နော်အဲ့တော့ Newcastle ကလည်း Champions League ဝင်ခွင့်လည်းရတယ်နောက်ပြီးတော့ဟို EPL ကလည်းလီဗာပူးကိုနိုင်ပြီးရရှိသွားတာဖြစ်တဲ့အတွက်နောက်ရာသီဆက်နေမယ်ဆိုပြီးသိကြပါတော့ဒါပေမဲ့ဒီနေ့ဒီမာစီကိုဖော်ပြချက်အရဆိုရင် Isak ကလီဗာပူးကထွက်ခွာNewcastle ကထွက်ခွာခြင်းနေပြီเนาะပြီးတော့ Newcastle ကတော့ဒီကစားသမားမျိုးတွေမယောင်းချနေဘူး냐ဒီအခုဆိုလို့ရှိရင်ထိုနာလီတို့လိုကစားသမားမျိုးဒီ Isak တို့လိုကစားသမားမျိုးပြီးတော့ Grimares တို့လိုကစားသမားမျိုးတွေသူကမယောင်းချခြင်းဘူးနောက်ရာသီအတွက်ကဟိုဘာပြော Champions League တွေကန်တော့တခြားပွဲတွေလည်းကန်ရမှာဖြစ်တဲ့အတွက်ဒီလို talented ဖြစ်တဲ့သူ့အတွက်အရေးကြီးတဲ့ကစားသမားမျိုးတွေသူမယောင်းချခြင်းဘူးပေါ့နော်ဒါပေမဲ့ဒီမာစီယိုရဲ့ပေါ်ပြချက်အရာကစားသမားကထွက်ချင်တယ်ဒါပေမဲ့Newcastle ဘက်ကနေပြီးတော့ဒီ Newcastle ကစားသမားထွက်ချင်တဲ့ပုံမူတည်ပြီးတော့ဘာမှတုံ့ပြန်မှုတော့မရှိခဲ့ဘူးဆိုပြီးသိရတယ်တချို့သတင်းဖော်ပြချက်တွေရဆိုရင်ဒီတန်း120တန်း130လောက်နဲ့လီဗာပူးကခေါ်လို့ရတယ်ဆိုတော့အခြေအနေတစ်ခုမှရှိတယ်ဆိုပြီးတော့ဖော်ပြလာတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့အခုချိန်မှာလည်း Newcastle ကသူတို့ရှေ့တန်းတိုက်စစ်မှုတွေခေါ်နေတာပဲဒါပေမဲ့သူတို့ခေါ်နေတရားမမရောက်ဘူးမက်ထရူးကူးညာဆိုတော့သူတို့ခေါ်တာပဲမန်ချက်စတာရောက်သွားတယ်အခုဂျာအိုဘတ်ထိုဆိုရဲချယ်ဆီရောက်သွားပြီတခြားကစားသမားတယောက်အိုးစားအီလန်ကာဆိုတော့သူတို့ခေါ်တယ်မရဘူးအဲ့တော့Newcastle တို့ရှေ့တန်းကတော့လိုနေဒါပေမဲ့သူတို့ခေါ်ရတဲ့သမားလေးရတယ်သူတို့စီကိုတရားဝင်ရောက်မလာသေးဘူးအဲ့တော့ဖြည့်တင်းမှုမရှိသေးဗျာNewcastleလည်းရောင်းချဖို့တော့ခက်တယ်လီဗာပူးကဒီဇူလိုင်လလောက်မှာဒီအပြောင်းရွှေ့ဆိုင်ရာကိစ္စတွေကိုနည်းနည်းထဲဝင်စတင်ဆွေးနွေးမှုတွေရှိလာနိုင်တယ်ဆိုပြီးတော့တင်းသတင်းတွေမှာလည်းကောလာဟာလာတခုရထွက်ပေါ်နေတယ်သိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီကစားသမားကိုကျွန်တော်လီဗာပူးသင်းကတော်တော်ကိုလိုအပ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှီရန်တိုက်စစ်မှုဒေါ်လာမီတိုက်စစ်မှုကကျွန်တော်မရှိဘူးပေါ့နော်ဆိုတော့ထွက်ပြီးနောက်ပိုင်းမှာကျွန်တော်ဖာမီနိုတော့ရှိတယ်ပေါ့နော်ဖာမီနိုကကျွန်တော်ဒေါ်လာမီတိုက်စစ်မှုစစ်မဟုတ်သူက force 9ပုံစံမျိုးဆိုတာဖြစ်တဲ့အတွက်ကျွန်တော်ထဲတော့မပြောဘူးပေါ့နော်ဒါပေမဲ့ဖာမီနိုကလည်းတကယ်ရေးကြီးကစားသမားတစ်ယောက်ပဲကျွန်တော်တို့ရဲ့လီဗာပူးရဲ့လေ့ကျင့်လို့ပြောလို့ရတယ်အဲ့တော့လိုချင်တာရှီလန်ဒေါ်လာမီတိုက်စစ်မှုကဒေါင်းနည်းနဲ့ရှိတယ်ဒါပေမဲ့ကျွန်တော်ထင်တဲ့လောက်ခြေစွမ်းမပြခဲ့ဘူးပေါ့နော်အဲ့တော့ဒီIsak တို့လိုကစားသမားမျိုးတွေကျွန်တော်လိုအပ်တယ်Isak တို့လိုကစားသမားမျိုးတွေကထက်ပေါင်းနိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်နောက်ရာသီက Champions League လည်းကျွန်တော်တို့မှန်းလို့ရတယ် Premier League ဘယ်ဖလားမဆိုကျွန်တော်တို့မှန်းလို့ရတဲ့အခြေအနေတစ်ခုဖြစ်သွားပြီလို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲ့တော့အခု Tier 1 Tier 2 Tier 3တွေဖော်ပြချက်အရ Newcastle ကနေထွက်တော့မယ်ထွက်ချင်နေပြီပြီးတော့လီဗာပူးကလည်းတန်း120တန်း130လောက်နဲ့ဒီယာဒီမှာခေါ်လို့ရတယ်ဆိုပြီးတော့သတင်းကြဲအောင်ထွက်ပေါ်နေဖြစ်ပေါ်နေပေါ့နော်အဲ့တော့ဒီသတင်းတွေကျွန်တော်ထပ်ပြီးထူးနေတယ်ဒီသတင်းတွေကထပ်ပြီးတော့ဟိုဘယ်လိုပြောမလဲနည်းနည်း breaking news အနေနဲ့ပေါ်ပြလာရဆိုလို့ရှိရင်ကျွန်တော် up to date ဖြစ်အောင်လုပ်ပြီးတော့ကျွန်တော်အတက်နိုင်ဆုံးမြန်မာဆိုင်နဲ့ပဲပတ်နိုင်အောင်ကြိုးစားပါမယ်ပေါ့နော်အခုလောလောဆယ်မှာတော့ငမထွက်ချင်နေပြီးတော့ရင်တန်း120တန်း130လောက်နဲ့ခေါ်ယူဖို့လည်းအဆင်ပြေတော့တယ် Newcastle ဘက်ကလည်းအဲ့ဒီပေါ် Newcastle ကစားသမားပေါ်တုတ်ပြန်ဟိုခေါ်ပြောင်းရွှေ့ဆိုင်ရာလို့တုံ့ပြန်မှုတွေလည်းအဲ့လိုကြီးမရှိသေးဘူးဒါပေမဲ့ကစားသမား Newcastle ဘက်ကတော့မယောင်းချခြင်းဘူးဒါပေမဲ့တုံ့ပြန်မှုတော့မရှိသေးဘူးလို့သိထားရတယ်ပေါ့နော်အဲ့တော့ဘယ်လိုမြင်ကြလဲ Isak ကိုပဲခေါ်တင်တာလားဒါမှမဟုတ်တခြားကစားသမားတစ်ယောက်ကိုရောခေါ်တင်လားပေါ့နော်ဈေးကွက်ထဲမှာရှာတင်နေပြီလားပေါ့နော်ဘယ်လိုမြင်ကြလဲကျွန်တော်ကွန်မန့်ဝင်အောင်ဆွေးနွေးပြလို့ရပါတယ်ဒီဗီဒီယိုလေးသဘောကျရဆိုတော့ကျွန်တော် like and follow လုပ်ပေးဖို့လည်းမေတ္တာရက်ခံချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်